ကဲမိတ်ဆွေတို့ရေဒီနေ့ကျွန်တော်တို့trade style ဆိုတဲ့အကြောင်းလေးကိုနည်းနည်းလောက်အားလုံးဖုတ်ရအောင်เนาะကျွန်တော်တို့ကအကောင့်တစ်ခုဖွင့်ပြီးတော့တွေးတဲ့နေရာမှာဝယ်ခြင်းတို့ဝယ်ရောင်းခြင်းတို့ရောင်းလုပ်လို့မရပါဘူးဒီကျွန်တော်တို့ဒီ forex locker ထဲရောက်လာပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့တီးတင်းတီးထိုက်တဲ့အကြောင်းအရာတွေအများကြီးရှိရကျွန်တော်တို့ကmarket ကိုတက်မယ်ထင်လို့ဝယ်တယ်ကျမယ်ထင်လို့ရောင်းတယ်နံကြားထောက်ပြီးတော့ဝယ်တယ်ဟာလာသူများ online ပေါ်မှာတွေ့တဲ့ဟာတွေsignal group တွေဘာတွေကနေပြီးတော့ကြည့်ပြီးတော့ဝယ်တယ်ရောင်းတယ်မရပါဘူးเนาะအဲ့ဒီနီးနဲ့တွားမယ်ဆိုလို့ရှိရင်ကတော့ရေရှည်မှာအဆင်ပြေမှာမဟုတ်အဲ့တော့ကျွန်တော်တို့တီးတင်းတီးထိုက်တဲ့အကြောင်းအရာလေးတွေထဲမှာကျွန်တော်တို့ဒီဟာလေးလည်းပါတယ်အဲ့တော့ကျွန်တော်တို့ trade style ကစုစုပေါင်းပေါင်းကျွန်တော်တို့ဒီမှာ၄မျိုးကိုကျွန်တော်ထုံးနှုတ်ထားတယ်เนาะ scalping trader ဆိုတာကသူကမိနစ်ပိုင်းလေးအတော်အတွင်းမှာအယောင်းအဝယ်လုပ်တဲ့ဟာမိနစ်ပိုင်းလေးအတော်အတွင်းမှာသူကအဝင်အထွက်အယောင်းဝယ်လုပ်တယ်ဆိုလို့မိတ်ဆွေတို့ဒီလိုမျိုးလေးတွေတွေ့ဘူးကြလိမ့်မယ်ဟလားတချို့ online ပေါ်မှာဒီလိုမျိုးမှာဘိုင်းဆိုပြီးလောက်ဆိုမှာ M1 1 minute မှာသူညီတဲ့ lot size နဲ့ပရောက်ဆိုပြီးတော့သူကနှိပ်လောက်ဆိုမှာသူကဝယ်ချသွားတာဒါရုပ်တရက်အပြင်ကြည့်လိုက်မယ်ဆိုရင် scalping trader နဲ့တူတယ်နော်ဒါပေမဲ့ तू ကတကယ်တမ်းတော့ तू က scalping trader မဟုတ်ပါဘူး तू ကတော့ဘယ်လိုပြောမလဲဆိုတော့ तू ကgin trade တဲ့ပုံစံတို့မဟုတ် तू ကတော့ရန်တုတ်တဲ့ပုံစံနဲ့အတူတူပါပဲနော်ရန်တုတ်တဲ့ပုံစံနဲ့အတူတူပါပဲမိတ်ဆွေတို့ဒါဟိုမှာတွေ့ဦးကြလိမ့်မယ်သူတို့ကဒီလိုမျိုးနဲ့အများကြီးတူညီတဲ့ lot size နဲ့တွေ့လား 0.09 ဆိုဒီမှာလဲ 0.09 နေပြီပဲတစ်ချိန်ထဲမှာပဲ तू ကလက်ထဲမှာနှိမ့်နိုင်မကနှိမ့်သွားတာနှိမ့်နိုင်မကနှိမ့်သွားတယ်ပြီးလို့ရှိရင်ဟောဒီဘက်မှာပြာနေတယ်မြက်နေတယ်ပေါ့ကွာဒါတကယ်တမ်းကျတော့ဒါနီးမှန်လမ်းမှန် trading ကဒါမျိုးမဟုတ်ပါဘူးသူ့ရဲ့ဒီ lot size တွေကိုကြည့်ချင်းအပြင်ဒါ rich management မရှိဘူး lot size တွေချာချာတွက်ထားတာမဟုတ်ဘူးဆိုတော့လေသိနိုင်တယ်လို့မျိုးဒါနီးလမ်းမဟုတ်မှန်းကတော့ဒါကျွန်တော်တို့ချက်ချင်းတမ်းပြီးတော့ပြောလို့ရနော်နီးလမ်းမဟုတ်တကယ်ဆရာကြီးတွေ trader scalping ကိုဒါမျိုးမ trade ပါဘူး scalping ကိုကျွန်တော်ဘယ်လိုလူမျိုးတွေ trade လဲဆိုလို့ရှိရင်ဒီအတွေ့အကြုံတော်တော်ကြီးများသွားတဲ့ဆရာကြီးတွေ trade တတ်ပါတယ်ဒါပေမဲ့ဆရာကြီးတွေက scalping trader ဆိုတာ तू က higher time frame အဆင့်ဆင့်မှာ analyze လုပ်လာပြီးမှ तू က1 minute တို့ second mind တို့လောက်မှာမြန်ဆန်ဝင်ထွက်ပြီးလောက်ဆိုမှဈေးကွက်ရဲ့အလစ်အငိုက်မှာမြန်အမျက်ယူပြီးလောက်ဆိုမှမြန်ထွက်တယ်ခဏငါလိုမျိုးဘယ်လိုပြောမလဲအယောင်းဝယ်တွေအများကြီးလှုပ်လိုက်တာမဟုတ်ဘူးတကြောင်းလှုပ်လိုက်တယ်တကြောင်းလှုပ်ပြီးရတယ်မြန်ဝင်မြန်ထွက်တယ်ဟုတ်လားသူတက်ketမှာ2 hour ဆို2 hour 3 hour ဆို3 hour စတာဖြစ်မှာနော်သူကအဲ့လိုမျိုးအဝင်ထွက်လှုပ်သွားတဲ့အားမျိုးကိုဒါကျွန်တော်တို့ scalping လုပ်တယ်လို့ခေါ်ဒါပေမဲ့အဲ့မျိုး scalping လုပ်တတ်ဖို့ကလည်းတော်တော်ကြီးကျွမ်းကျင်မှပဲလုပ်လို့ရတာပါဟာလား1 minute မှာပဲကြည်တော့1 minute မှာပဲ trade နေရမျိုးမဟုတ်ပါဘူးเนาะအဲ့ဒါ scalping လုပ်တယ်ဆိုတာတစ်မျိုးနောက်တစ်မျိုးက day trade ဆိုတာလည်း तू ကတရက်အတော်သွင်းမှာပဲဝင်တယ်ထွက်တယ်ဒါပေမဲ့ तू ကဒီတရက်အတော်သွင်းမှာပဲဝင်နိုင်ထွက်နိုင်မှုအတွက်က तू ကလည်း higher time frame အဆင့်ကို analyze လုပ်ခဲ့မယ်နော် higher time frame အဆင့်ကို analyze လုပ်ခဲ့ပြီလားဆိုမှ15မိနစ်5မိနစ်3မိနစ်1မိနစ်စတဲ့ time frame တွေမှာ तू ကလာပြီးတော့အယောင်းဝယ်လုပ်တယ်higher time frame တွေမှာသူ့ရဲ့market direction ပြီးလို့ရှိရင်သူ့ရဲ့ POI ပေါ့နော်သူရောင်းညွန်ဝယ်ခြင်းတဲ့နေရာသူကဒီ higher time frame အဆင့်မှာသူကတတ်မှတ်ခဲ့ပြီးတော့ဒီ lower time frame မှာကျတော့သူ့ရဲ့ entry model လာစောင့်ပြီးတော့ဝင်တယ်ပြီးရင် market ကိုဒီနေ့ပဲဝင်ပြီးတော့နောက်တစ်ရက်ကိုအကူမခံဘူးဟာလားဥပမာသူလန်ဒန်မှာ trade တယ်ဒါ New York ကနေကြော်ရီလောက်ဆိုမှအဲ့ချိန်ထိသူ့ရဲ့ဝင်ထားတဲ့ entry ကပြီးပြတ်မှုမရှိဘူးဆိုတာပဲဖြစ်ဖြစ်ဒါမှမဟုတ် TPT ကပဲဖြစ်ဖြစ် SLT ကပဲဖြစ်ဖြစ်မဟုတ်ဘဲနဲ့ဂျားမှာကိုလိုကလနဲ့ကြံတာပဲဖြစ်ဖြစ် तू ကပိတ်ပြီးတော့အိတ်ပါတယ်နောက်တစ်ရက်ကို तू ကအကူမခံပါဘူးဥမာတချို့ကတတ်မှတ်ထားတယ်ဥမာငါည10နာရီခွဲ17နာရီဆိုရင်မ trade တော့ဘူးဆိုပါဆိုအဲ့ဒီအချိန်ရောက်တာ ਨੇ ပိတ်ပါတယ်နောက်တစ်ရက်ကိုအကူမခံပါဘူးနောက်ပြီးတော့လူတွေကထင်မှတ်မားနေရရှိသေးတယ်ဒီ day trade ဆိုတာက तू ကနေ့တိုင်းဒီလန်ဒန်အချိန်တော့မဟုတ်နယူးယောက်အချိန်မှာနေ့တိုင်းပုံမှန် trade တယ်လို့ထင်တယ်မဟုတ်ပါဘူး day trade ဆိုတာက तू ကဥပမာဗျာတနင်္လာနေ့ကျွန်တော် market မကြိုက်ဘူးတနင်္လာနေ့မှာ market မကြိုက်မဝင်ဘူးပေါ့မဝင်ဘူးလုံးဝမ trade ပါဘူး
ဟာလားကြိုက်ရင် trade မယ်မကြိုက်ရင်မ trade ကြိုက်တယ်ဆိုတာကိုယ့်ရဲ့ trading plan နဲ့ကိုယ့်ရဲ့ trading strategy နဲ့ကိုက်ညီတဲ့ trade plan နဲ့ကိုက်ညီတဲ့ setup ကောင်းကိုတွေးမှပဲ trade တယ် trade ပြီးလို့ရှိရင်လည်းနောက်တစ်ရက်ကိုအကူမခံဘူးဘာဖြစ်လို့အကူမခံတယ်လဲဆိုလို့ရှိရင် market က तू ကဒီကျွန်တော်တို့မနေ့9နာရီဂျားထဲမှာतू က market ကအကူပြောင်းဂျားကာလလေးဂျားထဲမှာ तू က gap ဟဝါဒတာလေးရှိရနော်ဒီ market ကနေ့ကူးတဲ့အချိန်မှာ तू က spread အရန်ကြီးဟဝါဒတာရှိရနော်လွန်ကျူးယူဟဝါဒတာရှိရအချို့တော့ broker တွေအချို့တော့ farm နေမှာပြီးအဲ့လိုမျိုး market ဟဝါနေ့ကူးပြောင်းနေမှာ spread ကလွန်ကျူးဟဝါလောက်ဆိုမှကိုယ့်ရဲ့ဝင်ထားတဲ့ entry ကိုဆွဲစားဝါတာမျိုးသူကဖြစ်တတ်တယ်အဲ့ဒါကြီးကြောင့်မို့သူက day trade သမားတွေကများတော့အဖြစ်နောက်တစ်ရက်ကိုအကူမခံဘူးဒါပြီးရင် तू က day trade သမားတွေက तू က lower time frame မှာ entry ဝင်တာဖြစ်တဲ့အတွက်ကြောင့်မို့သူ့ရဲ့ asset ကမနီမဝေးနားလေးမှာရှိတတ်တယ်မနီမဝေးနားလေးမှာရှိတတ်တဲ့ခါကျတော့ spread ဟာတာပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်ဂျားထဲမှာအကြောင်းမျိုးမျိုးကြောင့် red footer တစ်ခုခုကနေလောက်ခတ်သွားတဲ့အချိန်မှာကိုမတိလိုက်တဲ့အချိန်မှာကိုယ့်ရဲ့ဝင်ထားတဲ့ entry ကိုလွန်ကဲလာပြီးတော့စားသွားတာရှိရယ်ဟာလားကိုက100အရှုံးခံမယ်ဆိုပြီးတော့အတိုင်းမဲ့100ထက်ကိုကြော်ပြီးမှစားသွားလေအဲ့သဘောတဘာဝအထာလေးတွေရှိရပေါ့နော်အဲ့ဒါလေးတွေကိုမခံစားခြင်းတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ day trade မားတွေကတော့ရက်အကူမခံဘူးအလကားအကူမခံတာမဟုတ်ဘူးเนาะအကူမခံခြင်းရဲ့အကြောင်းရင်းတွေရှိရဥမာ swing trade မှာဟာလားဒါပြီးရင် तू က swing trade ဆိုတာရှိရ swing trade မှာကျတော့ तू ကကျွန်တော်တို့ higher time frame တွေမှာ entry ဝင်တာဥမာ तू က15မိနစ်ကနေလာတော့မှာ15မိနစ်မှာဝင်တတ်တယ်1 hour 4 hour daily ထိဝင်တဲ့လူရှိတယ်သူတို့ကတော့များတော့အပြင် higher time frame မှာပဲ analyze လုပ်တယ် lower time frame မှာကြာလို့ရှိရင် तू က noise များတယ်မခံနိုင်ဘူးဟာလားပြီးလို့ရှိရင်သူ့အတွက်က market ကိုအချိန်နဲ့တိတ်ပြီးတော့မပေးနိုင်ဘူးဆိုတဲ့လူတွေကတော့ तू က swing trade တယ် day trade တို့ scalping တို့ကျတော့ तू ကမျက်စိရှိမှာတောက်လျှောက်ကိုကကြီးနေမှာပဲအဆင်ပြေတယ်market ကို analyze လုပ်တဲ့အချိန်မှာလဲတေးသေးချာချာ analyze ပြီးတော့မှ trade ပြီးတဲ့အချိန်မှာလဲကို trade ပြီးတဲ့အထိကို तू ကစောင့်ကြည့်ရတဲ့အနေအထားမျိုးလေးတွေရှိရယ်နော်စောင့်ကြည့်ရတဲ့အနေအထားမျိုးလေးရှိရယ်ဒါဒီဥစ္စာတော့ swing trade ကတော့ तू ကတော့တိတ်ပြီးတော့အချိန်မပေးနိုင်တဲ့လူတွေ तू ကတဘောက trend line တွေပါဆွဲထားလိုက်တယ် alarm ပေးထားလိုက်တယ် trend line ကျိုးပြီလားကျိုးပြီဆိုတဲ့အချိန် alarm လာတဲ့အချိန်မှာလာတယ်ကောက်ဝင်လိုက်တယ် तू asset ထားတဲ့နေရာမှာထားတယ် TP ထားတဲ့နေရာမှာထားတယ်ထားရလောက်ဆိုမှပြစ်ထားလိုက်တယ်အချိန်တိုင်း asset သွားမလား TP သွားမလားဟာလားတရက်2ရက်3ရက်ကနေလောက်ဆိုမှတပတ်2ပတ်အဲ့လောက်ထိအောင်ကြာသွားတတ်တဲ့အားတွေရှိရဥပမာ asset ထိတော့မြန်တာပေါ့နော် TP ဘက်သွားတယ်ဆိုလို့ရှိရင်ကတော့ तू ကနည်းနည်းလေးကြာမယ်ဥပမာतू ကतू ဘလောက်ထိသူ့ရဲ့ target ကိုဘလောက်ယူထားသူ့ရဲ့ target ကဒီအထိယူထားတယ်ဆိုလို့ရှိရင်ဒါဆိုရင်ဒီကနေစာရေးဝင်လိုက်တဲ့လူကဘယ်နှရက်3ရက်4ရက်လောက်ရှိနေပြီအခုချိန်တည်း TP မရောက်သေးဘူး तू အဲ့လိုမျိုးလေးတွေတော့ तू ရှိရပါတော့ထားပါတော့သဘောတရားကိုပြောတာပါဥပမာကျွန်တော်ဒီမှာဆိုလို့ရှိရင်လည်းဒါကျွန်တော် swing trade ထားတယ်တနင်္လာနေ့ကနေ trade ထားတာအခုချိန်တည်းကျွန်တော်ရဲ့ TP မရောက်သေးဘူးကျွန်တော် TP ကအမှန် TP ကဒီအထိလောဘကြီးပြီးယူတာမဟုတ်ဘူးကျွန်တော်ကတော့ဒီမှာ safety line ကိုမကြိုးမချင်းဟုတ်လားဒီ safety line မကြိုးမချင်းကျွန်တော်မထွက်ဘူးဆိုတော့ကျွန်တော်ရဲ့ rule အရကျွန်တော်ကဒီမှာ safety line မကြိုးတဲ့အတွက်ကြောင့်မို့ကျွန်တော်ကထားတာဟုတ်တယ်ဟာလား safety line မကြိုးတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာထားတာဟုတ်တယ်ဒီထီကိုကျွန်တော်လောဘကြီးယူရမို့အမှန်တကယ်တမ်းကကျွန်တော် TP က open ဖွင့်ထားပြီးဒီ TP ကိုကျွန်တော်ထားစရာအောင်မလိုเนาะဒီ TP ကိုကျွန်တော်ထားစရာအောင်မလိုကျွန်တော်ကတော့ဒီမှာအောက်မှာကျွန်တော်ရဲ့ safety line ရှိရ safety line ကျိုးရင်ကျွန်တော်ထွက်မယ်ဒါကျွန်တော်ရဲ့ knee snake ကဒီလိုမျိုးသွားတယ်အဲ့ဒါကြောင့်မို့ဒီဟာဆိုရင်ဒါတနင်္လာနေ့ကနေဝင်ထားတာဒီနေ့ဆိုရင်ကြာပြီ3ရက်4ရက်ရှိနေပြီပေါ့နော်3ရက်4ရက်ရှိနေဒါ4 hour 5 hour ရောက်သွားပြီဒါပေမဲ့ကျွန်တော်တို့ဒီမှာမထွက်သေးဘူးเนาะအဲ့လိုမျိုးဒါ तू က swing trade တယ်ဆိုတာဒါမျိုးဒါပေမဲ့ तू က swing trade တဲ့ခါကျတော့ तू ကတခုတော့ရှိရဲ့ဒီ trade တဲ့အမျိုးအစားတွေက तू ကဘယ်လိုကွာလဲဆိုလို့ရှိရင် scalping trader နဲ့ day trader နဲ့ကကျွန်တော်တို့ trade မဲ့ broker ပဲဖြစ်ဖြစ်ကျွန်တော်တို့ trade မဲ့ fund ပဲဖြစ်ဖြစ်အဓိကက तू က spread နည်းဖို့လိုတယ် spread ဆိုတာရောင်းဈေးနဲ့ဝယ်ဈေးကြားကွာဟချက်ပေါ့နော်အဲ့ဒီ spread ကအရန်နည်းဖို့လိုတယ် spread များတဲ့server နဲ့ trade ရတယ်ဆိုလို့ရှိရင်เนาะဒါကျွန်တော် scalping trade ရလည်းအဆင်မပြေဘူး day trade ရလည်းတိတ်ပြီးတော့မကောင်းဘူးအဲ့ swing trade ကျတော့တမျိုး swing trade ကျတော့ तू က4-5ရက်တပတ်2ပတ် तू ကအဲ့လိုမျိုး trade ရတာဖြစ်တဲ့အတွက်ကြောင့်မို့ तू ကတော့ပြီးရင် तू က higher time frame မှာ trade တာဖြစ်တဲ့အတွက်ကြောင့်မို့ तू က spread နည်းနည်းချင်းချင်းရှိရင်လည်းကိစ္စမရှိဘူး तू ကအဓိကအားဖြင့်တော့ तू က swap fee ဆိုတဲ့ तू ကညတိတ်ခမရှိမှပို့ပြီးတော့ကောင်းတယ်ဥပမာပြကျွန်တော်တို့က4-5ရက်တပတ်
ဟာလား trade လိုက်တယ် swap fee ကတရက်ကိုဥမာဗျာ$3လောက်ပေးရတယ်3 5 15လောက်ပြန်ပါပါသဘောတရားကိုပြောတာပါနော်သဘောတရားကိုပြောတာပါအဲ့တော့ကိုကဝင်တဲ့loss size ကြီးလေဝင်တဲ့အမောင့်များလေသူရဲ့ swap fee ကလည်းသူကအတက်အကျအနေအများသူကနဲ့သူရှိသွားလိမ့်မယ်ဟာလား swap fee commission နော်အဲ့ဒါရင်းတဲ့အခါကျတော့ကျွန်တော်တို့ဒီ swing trade တဲ့အချိန်မှာကြာလို့ရှိရင်ကတော့ swap fee မပေးရတဲ့အကောင့်အမျိုးအစားတွေကပဲပို့ပြီးတော့အဆင်ပြေမယ်နောက်တစ်မျိုးကကျတော့သူက possession trade တဲ့ဟာတွေကျတော့သူကကျတော့လပေါင်းများစွာလနဲ့နှစ်နဲ့ချီပြီးတော့သူက trade တဲ့အမျိုးအစားဥပမာဟာလားမနစ်ကတစ်နှစ်ကcrypto ဝယ်ထားတာပေါ့နော် crypto တမျိုးဥပမာ bitcoin ဝယ်ထားတယ်တို့ ethereum ဝယ်ထားတယ်တို့စသဖြင့်ပေါ့အသားမလို့ရှိရင် S&P 500ရဲ့ share တွေဝယ်ထားတယ်တို့စသဖြင့်သူကနှစ်နဲ့ချီပြီးလောက်ဆိုမှကင်တဲ့ဟာတွေကြောသူက possession trade တယ်လို့ခေါ်တယ်အဲ့ဒီဟာတွေကသူကတယောက်နဲ့တယောက်ကကိုယ်နဲ့မကိုက်ညီဘူးဟာလားဥပမာဟာလားအချိန်အများကြီးပေးလောက်ဆိုမှtrade တက်တဲ့လူတွေကျတော့သူကscalping ကကျတော့သူကအချိန်ပေးရတယ်ပြီးလို့ရှိရင် emotion ဘိုင်းဆိုင်ရာဟာလားစိတ်ဖိစီးမှုဘိုင်းဆိုင်ရာ scalping ဘိုင်းတွေမှာသူကအဲ့လိုမျိုးလေးတွေရှိတယ် day trade လဲသူလည်းဒီတိုင်းပဲ day trade လဲသူကအချိန်တော့နည်းနည်းပေးရတယ်ဟာလားအောက်မှာကျွန်တော်တို့လန်ဒန်မှာ trade မယ်ဆိုရင်လန်ဒန်အချိန်မှာဖင်ပူအောင်ထိုင်ရတယ်New York အချိန်မှာ trade မယ်ဆို New York အချိန်မှာNew York သဘောတရား market ဖွင့်တဲ့အချိန်ကနေတော့အခုကျွန်တော်ထိုင်းဆို9ခွဲပေါ့နော်9ခွဲကနေ17ခွဲအထိဒါကျွန်တော်တို့ trade မယ်ဆိုလို့ရှိရင်အဲ့ဂျားထဲမှာကျွန်တော်တို့အခြေအနေတစ်ခုကိုထိုင်ချောင်းမယ်ဟာလားချောင်းလို့ကျွန်တော်တို့ entry တွေ့ရင်ကျွန်တော်တို့ဝင်မယ်ဆိုရင်ကျွန်တော်တို့အဲ့မျိုးအချိန်ပေးပြီးတော့နေ့တိုင်းကျွန်တော်တို့အချိန်ပေးပြီးတော့စောင့်ကြ entry ရတွေဖြစ်စေမရတွေဖြစ်စေကျွန်တော်တို့အချိန်ပေးရတယ်ဒီ scalping တွေ day trade တွေကတမျိုးအချိန်ပေးရတယ်swing trade ကျတော့အဲ့မျိုးမဟုတ် swing trade ကကျတော့ तू ကစောစောပိုင်းမှာ तू က analyze လုပ်ထားလိုက်တယ်ပေါ့နော်sorry ဒီကဘလို့ကြီးဖြစ်သွားတာနော်ကဲ swing trade ကကျတော့ तू ကသဘောတရားက तू ကထားလိုက်တယ်ပေါ့နော် तू ကစောစီး analyze လုပ်ထားလိုက်တယ် analyze လုပ်ထားရလို့ဆိုတော့ကဲဒီ front line ကိုကျိုးလို့ရှိရင် तू entry ဝင်မယ်လို့ तू ကသဘောတရား तू ကအဲ့လိုမျိုးနည်းနဲ့ထားပါတော့ဒီနီးကတော့ဒါ trend line breakout တဲ့နီးပေါ့နော်ဒါသူတို့တခြားတော့နီးပေါင်းစုံအများကြီးရှိရယ်ဒါကျွန်တော်တို့strategy တွေကတော့အမျိုးစုံရှိရယ်ထားပါကျွန်တော်အခုကသဘောတရားလေးပြောပြဒီမှာဒီကောင်ကိုကျိုးရင် trade မယ် body နဲ့ဖောက်ပြီးတော့ကျိုးရင် trade မယ်လို့ကျွန်တော်ကနေပြီးတော့တတ်မှတ်ထားရဆိုဒီ line ကိုကျွန်တော်ကalarm ပေးထားလိုက်အောင်alarm ပေးထားလိုက်မယ် alarm လာမယ်ဟာလားသူကနဲ့သူကဒီနေ့ကနေတော့ဘယ်နှစ်ရက်ကြာသူကလာနေရပြီးရင်ဒီ line ကိုသူကဖောက်ပြီဆိုတဲ့အချိန်မှာလာပြီးတော့ထိပြီဆိုတဲ့အချိန်မှာသူကကျွန်တော်တို့ရဲ့ဟာလားမေးကနေလောက်ဆိုမှသူ alarm လာမယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းတို့ဘာလို့အဲ့တော့ notification လာမယ်အဲ့ခါကျမှသူက alarm ကိုကြည့်ပြီးလောက်ဆိုမှ okay ဟုတ်ပြီအဲ့ချိန်ကျမှသူကဒီမှာ position ကောက်ဝင်တဲ့ asset ထားတယ်ပြီးလို့ရှိရင်သူဟာလားသူရဲ့ target သူဘယ်လောက်ထားမလဲဟာလားသူထားခြင်းတော့ထားမယ်နော်သူထားခြင်းတော့ထားမယ်ဥပမာသူဒီထိထားမလားဒီ point ထိထားမလားဒီ point ထိထားမလားသူထားခြင်းတော့ထားသူရဲ့ asset TP ကိုသူထားမယ်ဟာလားဒါမှမဟုတ်လို့ရှိရင် तू က fix TPU တတ်တဲ့လူဆိုလို့ရှိရင် तू က 2R တော့ तू က 3R ဆို 3R तू ထားရလောက်ဆိုမှ तू က possession ဝင်ပြီလောက်ဆိုမှ तू အေးစစ်တနေ့တာမှာ तू လှုပ်เสียရှိရဲ့အလုပ်တွေကို तू လုပ် तू အချိန်တိတ်မပေးရဘူးပြီး emotion လဲအဲ့လောက်ကြီးလိုက်ပြီးတော့လိုက်မခံရစိတ်ဖိစီးမှုနည်းနည်းတက်တာတယ်ပေါ့နော်စိတ်ဖိစီးမှုနည်းနည်းတက်တာတယ်အဲ့ swing trade တဲ့အနေထားတော့နော်ပြီးရင်နောက်တစ်ခုက possession trade တဲ့ဟာတွေကကျတော့ तू က possession trade တဲ့ဟာတွေကကျတော့ तू ကဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒါ phenomenal analysis ပိုင်းကိုနားလည်ရမယ်ပြီးလို့ရှိရင်ဒီနိုင်ငံရေးစစ်ရေးကမ္ဘာ economic အခြေအနေတွေကိုစီးပွားရေးအခြေအနေတွေကို तू ကနားလည်ပြီးလားဆိုမှ financial ဘိုင်းနဲ့ပတ်သက်ပြီးလားဆိုမှအရန်ကိုမှကျွမ်းကျင်တဲ့ဥပမာဘန်မန်နေဂျာတို့ဘာလို့လိုမျိုးတွေတားမလို့ရှိရင်ဝါရင်တပါရင်စီးပွားရေးတမားကြီးမျိုးတွေဟုတ်လားနီလာမျိုးစုံနဲ့တွက်ချက်ပြီးလားဆိုမှဘယ်နဲ့စစ်ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့ဟာလားဥပမာရွှေဈေးတက်မလားရေနံဈေးတက်မလားစသဖြင့်အဲ့လိုမျိုးအနေထားမျိုးလေးတွေကိုကြည့်ပြီးလားဆိုမှသူကတကက် long time investment ပုံစံမျိုးနဲ့ trader ဖြစ်တယ်ကျွန်တော်တို့ကတော့ဒီ possession trade တဲ့ပုံစံမျိုးကိုကျွန်တော်တို့ကောင်းကောင်းနားမလည်ဘူးအခုကတော့ကျွန်တော်ခါတိုင်းနှုန်းကတော့ကျွန်တော် day trade တဲ့နောက်ပိုင်းကျွန်တော် swing trade နဲ့နည်းနည်းရောပြီးလားဆိုမှ trade တဲ့ day trade တဲ့ strategy နဲ့တွေ့ရင် day trade တဲ့ swing trade တဲ့ strategy လဲကျွန်တော်မှရှိရတဲ့အတွက်ကြောင့်မို့ swing နဲ့ရန်ဖန်ရန်ခါကျွန်တော် trade တဲ့ scalping ကတော့ကျွန်တော်မ trade ဘူးဒါက trade style ၄မျိုးဒီကြားထဲမှာနောက်ထပ် trade တဲ့ပုံစံနောက်တစ်မျိုးရှိသေးတယ်အဲ့ဒါကတော့ bot နဲ့ trader EA နဲ့ trader ပေါ့နော် EA နဲ့ trader ဆိုတာရှိသေးရဲ့ EA ကကျတော့ तू ကကျွန်တော်တို့အခုလိုမျိုး manual trader မဟုတ်ဘူး
ဒီပေါ်မှာဘာတစ်ခုမှ तू က analyze လုပ်တာမဟုတ်ဘူး तू ကသူ့ရဲ့ strategy ကို तू က program နဲ့ရေးထားပြီးသားပေါ့နော် program နဲ့ရေးပြီးသားဆိုမှ program မောင်းသွင်းထားတယ်ရိုက်သွင်းထားတယ် program အဲ့ EA နဲ့လက်ခံတဲ့ broker တို့မဟုတ် fund မှာ EA ကို तू က run ထားလိုက်တယ်အဲ့မှာ EA ကအယောင်းဝယ်ကိုသူ့ရဲ့ strategy တိုင်း သူကနဲ့သူလှုပ်သွားတယ်အဲ့မှာ EA ကမြက်တယ် EA ကရှုံးတယ်ပေါ့နော်အဲ့ဒါ bot နဲ့ trade တဲ့ပုံစံတစ်မျိုးရှိသေးတယ်အဲ့ bot နဲ့ trade တဲ့ပုံစံကတော့ဒီ scalping ထဲမှာထည့်လဲရတယ် day trade ထဲမှာထည့်လဲရတယ်ဒါကတော့ကိုယ့်ရဲ့strategy ပေါ်မှာမူတည်လားဆိုမှ EA ရေးပြီးလားဆိုမှ trade တယ်တချို့ကလည်းသူများ EA ဝယ်ပြီးလားဆိုမှ trade တယ်အဲ့လိုမျိုးပုံစံမျိုးလည်းရှိတယ်ဒါကတော့ကျွန်တော်တို့ EA နဲ့ပတ်သက်ပြီးလားဆိုမှမရင်းနှီးမကျွမ်းဝင်တဲ့အတွက်ကြောင့်မို့အဲ့ဒီအကြောင်းတော့တိတ်ပြီးတော့မပြောချင်ဘူးအဲ့ခါကျတော့ကျွန်တော်တို့ကကိုနဲ့တင့်တော်တဲ့ပုံစံကိုရွေးရမယ်တချို့ကကျတော့အပြင်မှာအလုပ်လုပ်နေရပဲဖြစ်ဖြစ်ကိုပိုင်အလုပ်ရှိရပဲဖြစ်ဖြစ်ရုံးအလုပ်လုပ်နေရပဲဖြစ်ဖြစ်တချို့ကចောင်းသားအဲ့မျိုးအလုပ်ရှိတဲ့လူတွေကျတော့ तू ကဥမာလန်ဒန်အချိန်ထိုင်ဆိုရင်မထိုင်နိုင်ဘူးနယူးယောက်အချိန်ထိုင်ဆိုရင်မထိုင်နိုင်ဘူး तू အဲ့လိုမျိုးလေးတွေရှိတယ်တချို့ကကျတော့အားတယ်ဟာလားတချို့ကလည်းအိမ်အလုပ်ပဲလုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့အားတယ်ဟာလားသူများယုံလို့ဝန်ထမ်းလို့ကိုအထက်အရာရှိနေကြားထဲမှာအဲ့လိုမျိုးပုံစံမျိုးလုပ်တာမဟုတ်ဘူးအားတယ်ဆိုတဲ့လူတွေကျတော့ဒီမှာများတော့အဖြစ် day trade တဲ့ scalping အရင်ကြီးကျွမ်းကျင်သွားတော့ scalping trade တဲ့အနေထားတွေရောက်တော့ဗောနော်ဒါပေမဲ့အစောပိုင်းတွေမှာတချို့တွေကကိုပိုင်အလုပ်လေးတွေရှိရဲမအားဘူးဟာလားသတိရတဲ့အချိန်ကျမှထားကြည့်ရဲဟာလားကိုအားတဲ့အချိန်ကျမှကြည့်နိုင်တယ် analyze လုပ်နိုင်တယ်အဲ့လိုမျိုးတွေကျတော့သူက swing trade ဒီဘက်ကိုရောက်သွားတာများတယ်အဲ့တော့ကိုနဲ့တင့်တော်တော့ကိုကမအားပဲနဲ့ဟာလားသူများ day trade တဲ့ကိုလိုက်ပြီးတော့ day trade ချင်တယ်မရအောင်အဲ့တော့ကိုနဲ့တင့်တော်တဲ့ပုံစံကိုဥပမာတချို့ကလည်းဟာလားလုပ်ငန်းကြီးလှုပ်ပြီးတော့ငွေပုံငွေရှံရမ်းများတယ်မင်းတို့ကလေးတွေပါလှုပ်တယ်မျိုးအုံနောက်စားတယ်စိတ်ပင်မနဲ့စိတ်ဖိစီးမှုများတယ်မလှုပ်ချင်ငါတို့လှုပ်ချင်တာပါလဲသဘောတရားတချို့ဥမာ Bitcoin ဝယ်ထားတယ်ဒါမှမဟုတ်လို့ရှိရင်ရွှေကိုဝယ်ထားမယ်ဒါမှမဟုတ်လို့ရှိရင်Nvidia ရဲ့ဝယ်ထားမယ်ဒါမှမဟုတ်လို့ရှိရင် Google ရဲ့ share ကိုဝယ်ထားမယ်စသဖြင့်အဲ့လိုမျိုးပုံစံမျိုးလေးတွေပေါ့နော် S&P 500ကိုlong time investment အနေနဲ့ဝယ်ထားမယ်အဲ့လိုမျိုးပုံစံမျိုးလေးတွေကတော့ဒါ position ကိုတွားရလောက်ဆိုမှ trader တွေရှိရပေါ့ဒါ position တွေတော့ဒါကျွန်တော်တို့ကောင်းကောင်းနားမလည်ဘူးပြီးလို့ရှိရင်ဒီ swing trader နဲ့ day trader ကတော့ဒါကျွန်တော်ရဲ့ line ပဲ scalping ကလည်းဒါကျွန်တော်ရဲ့ line မဟုတ်အဲ့တော့ကိုနဲ့တင့်တော်တဲ့ trade style ကိုရွေးချယ်ရမယ်ကိုနဲ့မတင့်တော်တဲ့ trade style ကိုတွားပြီးတော့ trade မိနေလို့ရှိရင်ဒါတိုင်ပတ်တယ်ရွာလဲတယ် okay ဒီနေ့ဒီ trade style နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဟာလေးပဲနည်းနည်းချင်းလေးပဲပြောချင်တယ်ဟုတ်လားပြောချင်တာကဒီ scalping ဆိုပြီးလောက်ဆိုမှနန်ကြားထောက်ပြီးတော့ရမ်းအုပ်နေတဲ့ဥစ္စာတွေတိလားခြေမြန်လက်မြန်နဲ့ရှောက်လုံနေတဲ့ဥစ္စာတွေဒီတကယ်တမ်းတော့ scalping မဟုတ်ပါဘူးအဲ့ဒါတွေကတော့နန်ကြားထောက်ရမ်းအုပ်တဲ့နီလန်းနေပေါ့နော်တကယ် scalping ကိုဆရာကြကြ trade နေတဲ့အားတွေကတော့ဒါကျွန်တော်တို့မြင်တွေ့ရခဲတယ်တိတ်ပြီးလောက်ဆိုမှတွေ့နိုင်မှာမဟုတ်ဘူးเนาะโอเคဒီနေ့ကတော့ဒါကျွန်တော်တို့ဒီ trade style နဲ့ပတ်သက်တဲ့ကျွန်တော်တိတင်တိထိုက်ဆရာအနေအချင်းကိုဒါကျွန်တော်ဒီမှာပြောခဲ့တယ်ပေါ့เนาะနောက်ရက်တည်ကြလို့ရှိရင်အခြားတော့တိထိုက်တာလေးတွေရဲ့ဒါပြီးရင်မကြခင်မှာဒါကျွန်တော်တို့trading strategy တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြီးရင်risk management နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒီထက်ဒီကျွန်တော်တို့လက်တွေ့ကြ trade လို့ရမယ်အကြောင်းအရာတွေဆက်ပြီးတော့ဒါကျွန်တော်တို့တင်ဆက်ဖို့ရှိပါတယ်โอเคဒီမှာပဲနားရအောင်เนาะ